โอเคအားလုံးပဲမင်္ဂလာပါဒီနေ့ကျွန်တော်ဒါမိတ်ဆက်ပေးမဲ့ကားလေးကတော့ဒီမှာလက်ဆက် IS250 လေးကိုပြလိုက်ပြပေးမယ်ရောင်းလဲရောင်းပေးမယ်ခင်ဗျာနော်ဒါဒီကားလေးကတော့ဒါရုပ်ထွက်ကောဒီပုံစံလေးအစအလုံးဝလူငယ် bike လေးရနေမှာ sporty look အပြည့်နဲ့ပေါ့နော်လက်ရှိဈေးတန်း1500ပတ်ချလဲမှာရွေးသိန်းတဲ့ကားစီးထဲမှာပါတယ်ပြီးတော့ဒါရုပ်ထွက်ကနေရင်စပြောလိုက်မယ်ဒါရုပ်ထွက်ကတော့ကျွန်တော်ဒါပုံမှန်မြင်နေကြ IS250 နဲ့နည်းနည်းကိုကွဲနေနေမယ်ပေါ့နော်ဒါပေမဲ့ဒီကောင်ဒီရုပ်ထွက်တွေမီဒီတွေကကားကျနာမှာရုပ်ထွက်အမှန်ပါပဲခင်ဗျာနော်ကျွန်တော်ဒီမြန်မာနိုင်ငံစောင့်ဝင်နေတဲ့ဒီရုပ်ထွက်နဲ့ပဲလာတာပြီးတော့ဒါကျွန်တော်ဒါရန်ကုန်လိုင်စင်လေးလည်းဖြစ်မယ် J နံပါတ်လေးနဲ့အယောင်အဖြူလေးကိုမှကျွန်တော်ဒီမှာ body kit တွေလည်း original အလွိုင်းတွေပါဆိုလို့ရှိရင်လည်း original ခင်ဗျာနော်အတွင်းကလေးချက်ကြည့်အောင်အတွင်းကတော့လက်ဆက်ဆိုတဲ့အတိုင်းကျွန်တော်တို့ဒါဒီကောင်အတွင်းကအနီလေးနဲ့အတွင်းကအနီလေးကပို့ပြီးတော့ fine သွားတာခင်ဗျာနော်အတွင်းကအနီလေးနဲ့အတွင်းကဆိုတော့တော်တော်လေးတက်တက်ရရှိသေးတယ်လေဒါတွေကအစခင်ဗျာနော်ဒါဒီကောင်လေးစိတ်ဝင်စားရဆိုလို့ကျွန်တော်တို့ဒါငကားလေးဒီမှာရှိမယ်နောက်ခန်းလေးလည်းအကြမ်းမြင့်ပြပေးမယ်ဒါတော့သူ့ရဲ့နောက်ခန်းလေးပြီးရင်ကျွန်တော်ဒါနောက်ကမီးတန်းလေးပါတစ်ခါလေးပြပေးမယ်နောက်မီးတန်းဆိုရင်တော့တော်တော်မိုက်တယ်ဒီကောင်ကတော့ modify တက်ထားတာပေါ့နော်ဒီနောက်မီးတန်း modify တက်ထားတာဒီမှာဒီကောင်ကဒါမီးမဖွင့်သေးတော့မလာသေးကျွန်တော်မီးပါတစ်ခါလေးဖွင့်ပြပေးမယ်ခဏလေးနော်ဒီအဲ့ကောင်မီးလေးချက်ဖွင့်ပြီမှာကျွန်တော်နောက်မီးတန်းလေးတစ်ခါလေးပြပေးလိုက်မယ်နော်ဒီမှာလုံးဝ share နော်အဲ့မီးတန်းနဲ့ဒါကျွန်တော်တို့ဒါကားတစ်စီးလုံးကအသက်ပဲနော်ညာဘက်တွေဆိုရင်တော့ပို့ပြီးတော့လှသွားမှာနော်ဒီကားလေးကိုကျွန်တော်တို့ဒါ1500ပတ်ချလဲမှာညှိပြီးတော့ရောင်းပေးနေပါတယ်ဒါစိတ်ဝင်စားရဆိုလို့ရှိရင်အောက်ကဖုန်းနံပါတ်မှာလည်းဆက်သွယ်မေးမြန်းနိုင်တယ်ပေးမချင်းညာမှာလည်းဆက်သွယ်ပြီးတော့မေးမြန်းနိုင်မှာခင်ဗျာဒါဆိုနောက်ထပ်ကားဗီဒီယိုမှာထပ်ပြီးတွေ့ပါမယ်အားလုံးမတက်တာပါ